မင်္ဂလာပါရှင်ဒီနေ့ချက်ပြပေးမယ့်ဟင်းလေးကတော့အာဟာရဓာတ်ပြေဝပြီးတော့ဈေးဘိုးလဲ9000မကျော်တဲ့ဟင်းလေးကိုချက်ပြပေးမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးရှင်ပထမဆုံးချက်မဲ့ဟင်းလေးကတော့ဈေးကနေဝယ်လာတဲ့ငမြချင်းရေ30သား3000ဘိုးကိုစားစနစ်အချုံမုံနေပြီးတော့မမလေးဖြစ်အောင်လို့ဆိုပြီးတော့နာလေးစုပ်ငယ်ထားလိုက်ပါတယ်နေပြီးသွားပြီဆိုရင်တော့ငဆုပ်လိုမျိုးမမတင်းတင်းလေးဖြစ်အောင်လို့ထပ်ပြီးတော့ငရုတ်စုံထဲကိုထည့်ပြီးတော့နဲငယ်ထောင်းလိုက်ပါမယ်ရှင်ခဏကြာထောင်းပြီးသွားပြီဆိုရင်တော့ငဆုပ်ကြော်ဖို့အတွက်စတင်ပြီးတော့ပြင်ဆင်ပါမယ်ရှင်ပထမဆုံးအနေနဲ့ဒဲဦးတွေကိုစီအနေငယ်ထည့်ပါမယ်စီပူလာပြီဆိုရင်တော့ကိုလိုချင်တဲ့လိုမျိုးငဆုပ်လေးတွေကိုအပြားပြားလေးတွေလုပ်ပြီးတော့ထည့်ပြီးတော့ကြော်ပါမယ်ဒီညမှာဆိုရင်ဟင်းစားချက်တဲ့သူလေးအနေနဲ့ငဆုပ်လေးတွေကိုထည့်ပြီးတော့ချက်ချင်းမလန့်မဲနဲ့ကြာလေးကြအောင်လို့ခဏထားပါမယ်ခဏကြာပြီဆိုရင်တော့ငဆုပ်လေးတွေလည်းရွှေညီအောင်တန်းလာပြီဆိုရင်တော့အခြားတစ်ဖက်ကိုလှန်ပေးလို့ရပါပြီဒီလိုမျိုးငဆုပ်လေးတွေကိုရွှေညီအောင်တန်းလာမှလှန်လို့ရှိရင်ငဆုပ်ကအယောက်ကာလာလေးရလည်းဆိုဆိုလေးနဲ့လှနေမှာပါရှင်ငဆုပ်လေးတွေကြော်လာလိုက်တာရွှေညီအောင်လဲတန်းလာပြီဆိုရင်တော့ပကံလုံးတစ်ခုတွေကိုကတ်ထည့်ထားလိုက်ပါမယ်ငလုံးတစ်ခုတွေကိုကတ်ထည့်လိုက်ပြီးတော့9ရင်ချက်ဖို့အတွက်ပြင်ဆင်ပါမယ်9ရင်ချက်ဖို့အတွက်အရင်ဆုံးဒဲဦးလေးကိုစီထည့်ပါမယ်စီစုလာပြီဆိုရင်တော့ကြက်သွန်အဖြူအနီစီတတ်ပါမယ်ကြက်သွန်အဖြူအနီနန်းလေးကိုမွေးမွေးလေးရအောင်လို့ကြာလေးစီတတ်ပါမယ်နန်းလေးမွေးလာပြီဆိုရင်တော့ငရုတ်သီးအယောင်တင်မုံနှစ်စောထည့်ပါမယ်ငရုတ်သီးအယောင်တင်မုံနှစ်စောထည့်ပြီးတော့ငရုတ်သီးလေးကိုလည်းကြာလေးစီတတ်လိုက်ပါမယ်ငရုတ်သီးကိုစီတက်လာလိုက်တာအခုဆိုရင်ရွှေညွန့်အောင်လေးတန်းလာပြီဆိုရင်တော့ကပလူးငါးလေးကိုထည့်ပြီးတော့လုံးပါမယ်ငါးလေးတွေကအရန်နူးညံ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြီးမှုစရာမလိုပါဘူးငါးလေးတွေကကြေလွယ်တဲ့ငါးဖြစ်လို့ရေကိုငါးမြုပ်ယုံလောက်ပဲထည့်ပါမယ်ထည့်ပြီးပြီဆိုရင်တော့အဖုံးလေးခဏကြာအုပ်ထားပါမယ်ကဲအဖုံးလေးပြန်ဖွင့်ကြည့်လိုက်တော့ငါးလေးတွေကလည်းနူးပြီးတော့စီလေးလည်းပြန်လာပြီဆိုလို့ရှိရင်အရန်ရတာရှိရဲ့ငါးဟင်းတစ်ခွက်ရပါပြီဖေးဘူးလည်းအကုန်ကြတတ်တာပြီးတော့ဟင်းနှမျိုးလည်းစားရတဲ့အပြင်အာဟာရကျွယ်ဝတဲ့ဟင်းတွေကိုနေ့စဉ်ချက်ပြပေးတော့မှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့မှပြန်တွေ့ကြပါမယ်ရှင်